ဇိုင်းမွေးတွေခဏခဏနှုတ်တယ်ဝက်စင်တွေခဏခဏလှုပ်တယ်ပြီးသွားပြီဆိုဇိုင်းမွေးတွေခဏခဏရိတ်တယ်နော်အဲ့တော့ဘာဖြစ်လာလဲပြီးသွားပြီဆိုရင်ရိတ်ပြီးသွားပြီဆိုရင်ရိုးဝင်နဲ့အင်းဆိုပြီးတော့မှလိမ့်လိုက်တယ်အဲ့ခါမှာဇိုင်းသားကြီးကလောင်ပြီးတော့မှတပြေးပြေးနဲ့မဲလာတယ်ငကိုကားမှဒီလိုလက်ပြတ်တွေဝှချင်လို့ဆိုပြီးတော့မှဇိုင်းတန်ရှင်လုံးရင်နဲ့မဲလာလဲမဲတကောင်ဒီလိုမျိုးအရစ်နေရာကြီးကပါမဲလာတော့ဘလို့မှလက်ပြတ်အဲ့လိုမျိုးတွေကြုံခဲ့ရတဲ့အချိန်မှာကိုလည်းပါတယ်เนาะအရင်တော့ဆိုရိုးနေ3နေချိုင်းနေမဲတယ်လက်ပြတ်တောင်မဝေရတဲ့အထိအခုဆိုရင်ရိုးသုံးစရာမလိုတော့ဘူးเนาะတစ်ချက်ခုံးနှစ်ချက်ပြတ်တယ်ချိုင်းသားလည်းဖြူတယ်ချိုင်းနှံကိုလည်းမှုေးစေတယ်အတီးထားတာကိုလည်းတိတတာကိုပဲပျောက်စေတယ်ဒီရဲ့ချိုင်းဖြူခရင်လေးရှိတယ်ဒါလေးဆိုလည်းလိမ့်ရတာအရန်လွယ်တယ်ဒီလိုမျိုးလေးယူပြီးတော့မှလိမ့်လိုက်ရုံပဲသူကကျတော့ချိုင်းကိုမျက်နှာကို skin care တို့ချိုင်းကိုလည်း skin care လိုက်ရုံပဲအဲ့လိုဆိုရင်ချိုင်းသားလေးကချောမှုပြီးတော့မှအတီးထားတာလည်းပြေးပြေးတက်တာသွားတယ်ခုနအမွှေးနှုတ်ပြီးတော့မှမဲကြံခဲ့တယ်လောင်ပြီးကြံခဲ့တဲ့နေရာတွေကိုလည်း booster white ဖြစ်တဲ့အတွက်ပြန်ပြီးတော့မှဖြူစေတယ်ဒါလေး3ပတ်လောက်လိမ့်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဂျိုင်းနဲ့ဆိုလုံးဝမထွက်တဲ့အပြင်ဂျိုင်းသားလေးကကိုတင်ရဲ့နံလေးလိုပဲမှုေးနေစေပါတယ်အဲ့တော့ကိုကရိုးနေလက်ရှိမှာသုံးပြီးဂျိုင်းသားကြီးတွေမဲတဲ့အတီးထနေတယ်ဆိုရင်တော့သုံးနေတဲ့ရိုးဝင်ကိုရက်လိုက်ဒီဟာလေးသုံးကြည့်ပါ3ပတ်အတွင်းမှာပဲတိတာတဲ့ရလက်ကိုရပါလိမ့်မယ်အဲ့တော့မှားခြင်းနေဆိုရင်ဘဘနံပါတ်ကိုလည်းလာလို့ရတယ် TikTok message ကလည်းမှာလို့ရ